မျိုးတွေကောင်းတော့ညနေခင်းပါဗျာနော်ဒီကနေဝင်စီးစာချိန်ညနေချိန်ပေါ့ဗျာနော်ဒီနေ့ဆိုလို့ရှိရင်ဒါ3ရက်10လပိုင်း2025ဖြစ်ပါတယ်ဗျာဒါအခုအမျိုးတွေမြင်နေရတဲ့အရာလေးတွေကတော့အောက်ကဆေးတွေဗျဆေးတွေဖြစ်တယ်ဗျာနော်အောက်ကဆေးတွေဖြစ်တယ်အောက်ကဆေးတွေဖြစ်တယ်ဗျာနော်ဆေးတွေအများကြီးပဲဒီမဲ့ဆေးတွေဟာလေဆေးဘူးတွေဗျနော်ဒီဆေးဘူးတွေဒါစကိုင်းကနေနော်ဟိုတလော PDF ဒီထောက်ဖို့ပေါ့နော်ဗမောက်ကိုတွားမဲ့ဒီရထောက်ဖို့တစ်ဆင့်ချင်းပေါ့ဗျာနော်အဲ့မှာဖမ်းမိတယ်စစ်ပစ္စည်းတွေအများကြီးပဲစစ်ပစ္စည်းတွေနော်လူကတော့ဖမ်းလိုက်တော့ဖမ်းလိုက်ပေါ့နော်ဆေးတွေကတော့ဒါဥစဉ်ကအလူခံလာတယ်ဗျနော်အလူခံလာတယ်ဆိုတာကတော့ဒီဆေးတွေဥစဉ်ဘယ်ပို့မှလဲဆိုလို့ရှိရင်ကြောင်မဲကိုပို့မှာကြောင်မဲကိုပို့မှာကြောင်မဲမှာဒါဆိုရင်ရန်ကောင်းတယ်ဗျနော်ဆေးတွေအများကြီးပဲလိုအပ်မလို့လဲထင်ပါတယ်ဗျနော်ဆေးတွေကိုနဲတာမဝယ်ရလို့ရှိရင်နဲတာပေါ့ဒီဗျနော်တော်တော်ကြီးကိုများပါတယ်ဗျာတော်တော်ကြီးကိုများပါတယ်ညကြမှာဥစဉ်ဆေးတွေဒါကြာကြာနာလေးလောက်ရပါတော့ဆေးတွေနဲတာပေါ့ဗျာနော်ဆေးတွေအများကြီးပဲဒီမှာဟိုဟာတွေရောအကုန်လုံးဒါမနေ့ဖြင့်ကပို့ပေးမှာဖြစ်ပါတယ်ဗျာနော်ဒါကြောင်မဲပြည်သူတွေနော်လက်ရှိအနေထားရတော့ဗျာဖြားလာနာဒီမှာဆေးထိုးအပ်တွေလည်းပါတယ်ဆေးဝါးတွေအကုန်လုံးပါတယ်ဗျာနော်အများကြီးပဲနောက်တွေမှာရောအများကြီးပဲနော်အဲ့ဒါမနေ့ဖြင့်ဆိုရင်ပေါ့နော်ဘယ်ဖြစ်ဥစဉ်ဒါကြောင်မဲကိုတွားပြောက်ပြီးမှလှူဒန်းမှာပေါ့ဗျာနော်လှူဒန်းမှာပေါ့ဘာပြောဒီလိုဒီဆေးဝါးတွေဒါဒီအကြမ်းဖက်တွေစီကိုရောက်သွားလို့ရှိရင်လဲဘာပြောဆိုထောက်ဖို့တော့ကျေးဇူးတင်ပါတယ်ဗျာနော်ထောက်ဖို့တွေကိုကျေးဇူးတင်တယ်နော်ထောက်ဖို့ကြီးတွေကျေးဇူးတင်တယ်ခင်ဗျားတို့စိတ်ဆင်းမြဲရအောင်ကြားလားခင်ဗျားတို့လှူတဲ့ဆေးကိုပောက်ကိုတော့ရောက်မစားဘူးနော်ခင်ဗျားတို့အကြမ်းဖက်တွေစီကိုထောက်ဖို့ပို့တဲ့ဆေးကပောက်ကိုတော့ရတယ်ရတော့ပောက်ကိုတော့ရှောင်းမစားဘူးပြည်သူတွေစီကိုပဲအရောက်ပို့ပေးပါနော်ကြောင်မဲရပြည်သူတွေစီပဲပောက်ကိုတော့အရောက်ပို့ပေးမယ်ဆေးရုံဆေးကန်ဖွင့်ဖို့ကြောင်မဲလုံးနေပြီဒါမနေ့ထင်လောက်ဆိုလို့ရှိရင်ဆေးရုံဆေးကန်နေကြောင်မဲကစတင်ဖွင့်လို့တော့မယ်လို့ဦးစင်းတက်ထင်းနေအဲ့တော့1000တနေရာကနေဒီဆေးဒီဟာတွေအကုန်လုံးဒီမှာဝစ်စုံနေအကုန်လုံးကတော့ဒါအထောက်အကူပြုတယ်လို့ဦးစင်းကတော့တုံးတက်တယ်နော်အဲ့တော့ခင်ဗျားတို့ထောင်ထဲမှာနေလို့ရှိရင်ထောင်ထဲမှာရောက်နေတဲ့ခါလဲကျေးဇူးတင်ပါဗျာပောက်ကိုတော့ကတော့ငါတို့ဆေးတွေရတယ်ငါတို့ဆေးတွေမဲ့ရောက်မှဆိုင်လာလို့ပဲဖြစ်တဲ့ဒီဗီဒီယိုမှတ်တမ်းတွေဆိုတာအကုန်ကြမ်းပါကျောက်ကကြောင်မဲပြည်သူတွေရောလာပြောင်းမဲဆေးရုံပြည်သူဆေးရုံကိုအရောက်ပို့ပေးတယ်နော်ခင်ဗျားအတွက်ဘာပြောကောင်းတာပေါ့ဗျာနော်နောက်လဲအဲ့အကြမ်းဖက်တွေစီများများပို့ကြလားခင်ဗျားတို့များများပို့မှာကျွတ်တို့ကများများဖမ်းလို့ရမှာဟုတ်လားများများဖမ်းပေးလို့ရမှာနော်ဘာပြောသခိုင်းကဆရာတော်နဲ့မတ္တဆာတွေကိုနော်ဒါကျေးဇူးတင်တယ်ကျေးဇူးတင်ပါရနော်အခုလိုတပူးတကတပြီးတော့လူတာတန်းတာတွေမြင်နေရတော့ညီတော်မတော်တော်ရှိတဲ့ဆေးတွေလာရေးအလူခံမအောင်ဆိုတော့နော်အချိန်မရွေးလူတန်းဖို့ဆိုလာတပြီးတော့ဘယ်ချင်းပြလာရောက်အလူခံပါမယ်နော်တပည့်တော်စီကိုလှူတဲ့ဆေးမှန်သမျှအားလုံးလဲအရှင်ဘုရားတို့ရောပတ္တဆာတွေရောလက်ကားမဖြစ်စေရပါဘူးတပည့်တော်နောက်ဆုံးကြောင်းမှာတော့မတုံးပါဘူးခင်ဗျာတပည့်တော်ကြောင်းမှာတော့မတုံးပါဘူးเนาะရှင်ဘုရားတို့ပို့ပြီးမှအကျိုးရှိအောင်လို့ပြည်သူလက်ထဲကိုတပည့်တော်အရောက်ပို့ပေးမှဖြစ်ပါတယ်ဗျာเนาะဒါလေးပြောချင်လို့ပါဗျာเนาะဒါကဲကြောင်းမဲပြည်သူတွေအားလုံးပေါ့ကိုတော့ကြောင်မဲကိုအရောက်လာမှာပါဗျာအားလုံးလာပါပြီဗျာ